ယူလိုက်ပတ်စံဆောင်လို့ရမယ်ဂိတ်လေးတစ်ခုပတ်စံထုတ်ထားတဲ့ပြည်စာလေးတွေကိုလည်းတက်တဲ့တကွမြေသွေးရမှာဖြစ်ပါလေဘိုင်းနေပေပယ်တို့နဲ့ပတ်စံအလွယ်တကူထုတ်လို့ရပါတယ်ပတ်စံဆောင်နီးပတ်စံထုံနီးကျွန်တော်နဲ့အတူဗီဒီယိုလေးကိုလိုက်အေးဆိုင်လေးလုပ်ပြီးတော့အစုပ်ထိကြည်လိုက်ရအောင်โอเคကျွန်တော်အခုပြောပြပေးမယ့်ဂိမ်းလေးကဆိုရင် Happy Red ဆိုတဲ့ app လေးပေါ့နော်ဒီဂိမ်းအကြောင်းအရာအသေးစိတ်ကိုလည်းတချို့သူတွေသိစီနားလဲပြီလို့ကျွန်တော်ထင်တယ်ပေါ့နော်အခုဗီဒီယိုလေးထဲမှာမတီးရသေးတဲ့သူတွေပတ်စံဆောင်ဒီပတ်စံထုံဒီကိုကျွန်တော်အသေးစိတ်ပြောပြပေးမယ်โอเคကျွန်တော်တို့ပထမအနေနဲ့ဒီ Happy Red ဆိုတဲ့ app လေးကိုရယူမယ်ဆိုရင်ကျွန်တော်ပေးထားတဲ့ link ကနေတစ်ချိန်ဝေလိုက်ပြီးတော့ဒီ Google Play Store မှာဒီ app နဲ့ logo လေးကိုတေချာကြည့်ပြီးတော့ install လုပ်ပေးလိုက်ပေါ့နော်โอเคကျွန်တော်တို့ဒီ app လေးဖုန်းဆက်ကွယ်လေးထက်ကိုရောက်စီလာပြီဆိုရင်ဒီ app လေးကိုကျွန်တော်တို့ Google account တစ်ခုနဲ့ account ပြုလုပ်ပေးလိုက်ပါโอเค account ပြုလုပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ပထမအနေနဲ့ဒီ invite ဆိုတဲ့နေရာလေးကိုတစ်ချေဝေမယ်ကျွန်တော်ပေးထားတဲ့ invite code လေးကိုထည့်ပေးလိုက်မယ်ဆိုရင်ဝေချင်မှာ quite လေးတွေရစီလာမှာဖြစ်ပါလိโอเคကျွန်တော်တို့အပြေကိုပြန်ထွေးမယ်ဒီထဲကနေကျွန်တော်တို့ game လေးတွေကစားပြီးတော့ဒီအပေါ်မှာပေးထားတဲ့ဒီ quite လေးတွေကိုကျွန်တော်တို့စုဆောင်မယ်ပေါ့နော်စုဆောင်လို့ရစီလာတဲ့ quite လေးတွေကိုဒေါ်လာနဲ့ပတ်စပ်ပြန်ထုတ်လို့ရမှာဖြစ်ပါလေโอเคနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီအောက်က stand ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ကြည့်မှာပေါ့နော်နှိပ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့တန်လန့်တုပ်ကိုရယူချင်တဲ့ဆိုရင်သူပေးထားတဲ့ကြော်ညာတစ်ပုတ်ကြည့်ပေးလိုက်ရုံနဲ့ရယူလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီအောက်ကဒီကားလေးကိုပဲနှိပ်ပြီးတော့ဒီဂိမ်းလေးကိုစတင်လိုက်မှာဖြစ်ပါလေဒီဂိမ်းလေးရဲ့ဆော့ပုံစော်နေလေးကအရန်ကိုလွယ်ကူတယ်ပေါ့နော်ကျွန်တော်တို့ဒိန်းနဲ့ပေါ့နော်ဒီလိုဆွေးပေးဟိုဆွေးဒီဆွေးလုပ်ပေးရုံနဲ့ဒီဂိမ်းလေးတွေကိုအလွယ်တကူကစားလို့ရမှာဖြစ်ပါတယ်โอเคဥပမာအနေနဲ့ကျွန်တော်ဒီမှာကစားပြမယ်ပေါ့နော်โอเคကျွန်တော်တို့ကဒီမှာလေးလေးနဲ့ပေါ့နော်ဟိုဆွေးဒီဆွေးဒီလိုကစားပေးခြင်းဖြင့်ကျွန်တော်တို့လွယ်လွယ်ကူကူနဲ့ကစားလို့ရမယ်ဒီမှာဆွေးကျွန်တော်တို့ကပြန်လဲစော့တည်ခြင်းနဲ့ဆွေးကြော်ညာကြည့်ပြီးတော့ပြန်လဲစော့တည်လို့ရတယ်ပေါ့နော်ဒီအောက်ကကောင်းလေးကိုနှိပ်ပြီးတော့ကျွန်တော်ဒီအစားကနေပြန်လဲပြီးတော့ကစားပြပေးမှာဖြစ်ပါတယ်ဒီဂိမ်းလေးကဆွေးကျွန်တော်တို့ဒီကြော်ညာအနှဲငယ်တိတ်တဲ့ပေါ့နော်မြန်မာနိုင်ငံကလည်းအလွယ်တကူစော်လို့ရပါလိဒီမှာဆွေးကျွန်တော်တို့ရစီလာမဲ့ quite လေးတွေကိုပြပေးထားမယ်ပေါ့နော်ဒီ quite လေးတွေကိုရယူမယ်ဆိုရင်ဒီအောက်ကကြော်ညာလေးကြည့်ပြီးတော့ကျွန်တော်တို့ရယူလို့ရပါတယ်โอเคနောက်တစ်ခုအနေနဲ့ကျွန်တော်ပြပေးချင်တာကပေါ့နော်ဒီဂိမ်းလေးကိုကျွန်တော်ထပ်မယ်ကစားပြပေးမယ်ကစားပြပြီးတော့ကျွန်တော်တို့ဒီ quite လေးတွေကိုမြင်မြရယူပြီးတော့အခါမှာဆွေးပေါ့နော်ကြော်ညာကြည့်ပြီးလို့ရပါတယ်တို့ဒီကွိုင်လေးတွေကိုနည်းနည်းပဲရတဲ့အခါမှာဆွဲဒီဂိမ်းလေးတွေကိုကျွန်တော်တို့စတင်ပြန်ကစားပြီးတော့ကွိုင်မများရတဲ့အခါမှာဆွဲကြော်ညာကြည့်ပြီးတော့ရယူဖို့အကြံပေးချင်ပါတယ်โอเคဒီမှာဆွဲကျွန်တော်ဥပမာအနေနဲ့ဒီမှာကစားပြပေးမှာပေါ့နော်အရန်ကိုလွယ်ကူပါတယ်ကျွန်တော်တို့လေးနဲ့ဟိုဆွဲဒီဆွဲလုပ်ပေးရုံနဲ့ကျွန်တော်တို့ဒီဂိမ်းလေးကိုအနိုင်ကစားလို့ရပါတယ်โอเคကျွန်တော်တို့ဆုံးသွားတဲ့အခါမှာဆွဲလည်းပဲဒီလိုကျွန်တော်တို့စက္ကန့်လေးရည်ပြီးတော့ဒီအောက်ကကောင်းလေးကိုထပ်မှနှိပ်ပြီးတော့ပေါ့နော်ကျွန်တော်တို့ရစီလာမယ့်ကွိုင်လေးတွေကိုဒီမှာပြပေးထားမယ်ဒီကွိုင်လေးတွေကိုရယူမယ်ဆွဲကျွန်တော်တို့ကဒီမှာ gas ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကြော်ညာတစ်ပုတ်ကြည့်ပေးလိုက်ရုံနဲ့ဒီ quite လေးတွေကိုလွယ်လွယ်ကူကူနဲ့ရရှိလာမှာဖြစ်ပါလေโอเคကျွန်တော်တို့ဒီ quite လေးတွေကပေါ့နော်တကယ်လို့ကြော်ညာလေးတွေမသိတဲ့အခါမှာဆိုရင်လည်းပဲကျွန်တော်တို့ပြန်ပြီးတော့ကြည့်ပေးလိုက်ပေါ့နော်ဒီလိုကျွန်တော်တို့ပြန်ကြည့်ပေးလိုက်တဲ့အခါမှာဆိုရင်ကြော်ညာလေးတွေပြန်လဲတိတ်လာမှာပေါ့နော်ကြော်ညာတိတ်လာပြီဆိုရင်ကျွန်တော်တို့တူပေးထားတဲ့ဒီစက္ကန့်လေးတွေကိုကျွန်တော်တို့ခဏလေးစောင့်ပြီးတော့ဒီကြော်ညာလေးကိုပြီးဆုံးအောင်စောင့်ပေးလိုက်ပါပြီးပြီဆိုရင်ကျွန်တော်တို့ဒီကောင်လေးကိုနှိပ်ပြီးတော့အပြေကိုပြန်ထွေးပေးလိုက်ပါကျွန်တော်တို့ရရှိလာမယ့် quite လေးတွေကဒီမှာသူကပြပေးထားမယ်ပေါ့နော်โอเคဒီထက်ကနေကျွန်တော်တို့ဒီနောက်ထပ်တစ်ခုအနေနဲ့ဒီအောက်ကကျွန်တော်တို့ gas ရနေရာလေးထက်ကိုတစ်ချေဝေးမှာပေါ့နော်ဝေလိုက်ပြီးဆိုကျွန်တော်တို့ကဒီ person ဘုတ်လေးထက်ကနေ quite လေးတွေကိုရယူမယ်ဆိုရင်သူပေးထားတဲ့ကြော်ညာလေးတွေကြည့်ပြီးတော့ကျွန်တော်တို့ဒီထက်ကနေကျွန်တော်တို့ cancel လို့ရတယ်ပေါ့နော်โอเคနောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်တို့ကဒီအောက်ကပေါ့နော်ဒီမှာဆို lucky ပေါ့နော်ဒီ lucky ကဆိုရင်ကျွန်တော်တို့ဒီဘူဘေခံမတာကြော်ညာလေးတွေကြည့်လို့ရမှာပေါ့နော်ဘူဘေခံမတာကျွန်တော်တို့ကြော်ညာတင်လာပြီးဆိုရင်ဒီ lucky ထဲကဒီ spell လေးတွေကိုကျွန်တော်တို့လဲလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီမှာတန်းပေါ့နော်တန်းနေနေရာလေးထက်ကိုဝေလိုက်ပြီးဆွဲတူပေးထားတဲ့ဒီမှာတန်းလေးကိုကျွန်တော်တို့လုပ်ပေးမယ်ဆိုရင်လည်းပဲ quite လေးတွေကိုရရှိလာမှာဖြစ်ပါတယ်ဒီကနေရရှိလာတဲ့ဒီ quite လေးတွေကိုပတ်စံထုံကြီးကိုတွားမယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီထဲကနေရရှိလာတဲ့ quite လေးတွေကိုပတ်စံထုံကြီးကိုမပြောပြခင်မှာဒီထဲကနေပတ်စံထုံယူခြင်းအောင်မြင်ထားတဲ့ပြည်စာလေးတွေကိုကျွန်တော်တစ်ချက်ပြမယ်ပေါ့နော်ဟ
ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်တို့ဘိုင်းနေနဲ့ပတ်စံထုတ်ယူလိုက်တဲ့ငွေကားဆိုရင်ပေါ့နော်ဘိုင်းနေနဲ့ပတ်စံ100ရခိုင်နှုန်းရရှိကြောင်းကိုမြင်တွေ့ရမှာဖြစ်ပါလိဒီမှာဆိုရင်ပထမအနေနဲ့ကျွန်တော်တို့ဒီ$1ဒီ PayPal နဲ့ထုတ်တဲ့အခါမှာဆိုရင်တကယ်ရတယ်ပေါ့နော်โอเคဒုတိယအခါမှာဆိုရင်ကျွန်တော်တို့ဘိုင်းနေနဲ့$3ထုတ်ယူလိုက်တဲ့အခါမှာဆိုရင်လည်းတကယ်ရရှိပါတယ်လောက100ရခိုင်နှုန်းပတ်စံပေးတဲ့ဂိမ်းလေးတစ်ခုဖြစ်ပါတယ်ပေါ့နော်โอเคဒီထဲကနေကျွန်တော်တို့ရရှိလာတဲ့ quality လေးတွေကိုပတ်စံထုံးလေးကိုကျွန်တော်တို့တွားလိုက်ရအောင်ဟုတ်ပြီဒီထဲကနေကျွန်တော်ရရှိလာတဲ့ဒီ quality လေးတွေကိုပတ်စံထုံးမဲ့ဆိုရင်ပေါ့နော်ဒီအပေါ်ကကျွန်တော်တို့ quality ပုံစံလေးကိုတစ်ချိန်နှိပ်ပေးလိုက်ပေါ့โอเคဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ဒီမှာကျွန်တော်တို့ပတ်စံထုံးလို့ရမယ် wallet တွေကိုသူကပေးထားမယ်ပေါ့နော်ဒီမှာဆိုရင်ဘိုင်းနေနဲ့ပတ်စံထုံးလို့ရမယ်ဒီအမှာဆိုရင် PayPal နဲ့ပတ်စံထုံးလို့ရမှာဖြစ်ပါလေဒီထဲကနေပတ်စံထုတ်ဖို့ဆိုရင်ကျွန်တော်တို့ဒီဘိုင်းနေအကောင့်နဲ့ပဲပတ်စံထုတ်ဖို့အကြံပေးခြင်းပါတယ်ဘိုင်းနေနဲ့ပတ်စံထုတ်မယ်ဆိုရင်$0.5ပြည်တာနဲ့ကိုလူတို့ကစတဲ့ထုတ်လို့ရမယ်ပေးဆောင်ရမယ် quite ပမာဏကဆိုရင်ဒီမှာ1000နဲ့6000ဖြစ်ပါလေကျွန်တော်တို့ quite 3000နဲ့2000ပေးဆောင်ရမယ်ဆိုရင်ကျွန်တော်တို့$1ရရှိမှာပေါ့နော်ဒီအမှာဆိုရင် quite 9000နဲ့6000ပေးဆောင်လိုက်မယ်ဆိုရင်$3ရရှိမှာပေါ့နော်โอเคဒီလိုနည်းနဲ့ကျွန်တော်တို့ကဘိုင်းနေနဲ့ပတ်စံထုတ်လို့ရမယ်ဘိုင်းနေနဲ့ပတ်စံထုတ်မယ်ဆိုရင်ကျွန်တော်တို့ကဘိုင်းနေအကဖွေထားတဲ့ ID တို့မဟုတ် Gmail လေးကိုထည့်ပြီးတော့ကျွန်တော်တို့ဒီအလွယ်တကူချိန်ထုတ်လို့ရတယ်ပေါ့နော်။ Okay ကျွန်တော်တို့က PayPal နဲ့ပတ်စံထုတ်မယ်ဆိုရင်အနည်းဆုံး$1ကနေစတင်ထုတ်လို့ရပါတယ်။ quite ပမာဏကဆိုရင်3000ပဲဖြစ်ပါတယ်။ကျွန်တော်တို့ပေးစာရမယ့် quite ပမာဏ3000ပြည်တာနဲ့ကျွန်တော်တို့ PayPal နဲ့$1စတင်ထုတ်လို့ရမယ်ပေါ့နော်။ဒီထဲကနေ PayPal နဲ့ပတ်စံထုတ်မယ်ဆိုရင်$ပေါင်ဈေးတွေကျွန်တော်တို့ရရှိမှာမဟုတ်ပေါ့နော်။ဒါကြောင့်မလို့ဘိုင်းနေနဲ့ပဲပတ်စံထုတ်ဖို့အကြံပေးခြင်းပါလေ။တခြားနိုင်ငံမှာနေတဲ့သူတွေဆိုရင်လည်းပဲဒီမှာတခြားနိုင်ငံရဲ့ wallet တွေနဲ့ပတ်စံထုတ်လို့ရမယ်ဒီဘိုင်းနေကဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီဘယ်နိုင်ငံမှာဆိုပတ်စံထုတ်လို့ရတဲ့အကောင့်လေးတစ်ခုဖြစ်တာကြောင့်ပဲလို့ဘိုင်းနေနဲ့ပဲပတ်စံထုတ်ဖို့အကြံပေးခြင်းပါတယ်โอเคနောက်ထပ်ဗီဒီယိုမှာဆိုရင်လည်းပဲကျွန်တော်တို့ဒီပတ်စံထုံလေးကိုလည်းအသေးစိတ်ထမ်းမဲ့ပြောပြပေးတော့မှာဖြစ်ပါတယ်โอเคဒီဂိမ်းလေးကိုအခုပဲ download ဆွဲပြီးတော့ကစားလိုက်ဖို့အကြံပေးခြင်းပါတယ်100ရခိုင်နှုန်းပတ်စံပေးတဲ့ဂိမ်းလေးတစ်ခုဖြစ်တာကြောင့်ပဲလို့ recommend ပေးခြင်းပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းဒီလို100ရခိုင်နှုန်းပတ်စံအလဲကရရှိလာမယ်ဂိမ်းလေးတွေကိုအမြဲတမ်းတည်ပေးမှာဖြစ်တာကြောင့်ပဲလို့ကျွန်တော်ရဲ့ channel လေးကို subscribe ပါလေးနှိပ်ထားပေးဖို့တောင်းဆိုခြင်းပါတယ်